Hello မင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာချီစနီးချီဘလို့ဆက်ရလဲချီကုံသွားလို့ရှိရင်ချီတစ်ခုနဲ့တစ်ခုဘလို့ဆက်ရလဲခဏခဏလာမေးလို့မို့လို့ဒီဗီဒီယိုလေးနဲ့ချီလေးကိုဆက်ပြမယ်ပေါ့နော်ပထမဆုံးကိုဆက်မယ်ချီစာလေးနှစ်စကိုဒီလိုလေးထားလိုက်မယ်နော်ဒီလိုလေးယူလိုက်မယ်ကျွမ်းသွားလို့ရှင်တော့ဒီပုံစံတိုင်းလိုက်လို့ဆရာမလို့နော်ဒါကနားမလဲမှာဆိုလို့ဒီပုံစံလေးအတိုင်းပြပေးရနော်ဒီပုံစံလေးကဘလောက်ပဲအရင်ကနေကက်ဖြတ်ဖြတ်မပြတ်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ခြေလေးနှစ်ခုကိုဒီလိုမြင်းမြိုင်လေးပုံစံထားလိုက်မယ်ပြီးလို့ရှိရင်ဒီခြေလေးပေါ်ကိုဒီလိုလေးတင်လိုက်မယ်တင်ပြီးလို့ရှိရင်ဇူးရိုငငယ်တုန်းကခြီခဲ့သလိုပဲဒီလိုလေးပဲဒီလိုရိုးရိုးခြေနီးလေးတိုင်းမယ်ဒီဘက်တစ်စားလေးကိုခရမ်းရောင်လေးကဒီဘက်သားလေးကိုလိုလေးချီလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာတစ်ခုပြီးသွားပြီအဲကြောင့်ပြီးရင်ဒီခရမ်းလေးကိုလည်းဒီဟာလေးနဲ့ပြန်ချီမယ်နော်ဒီအောက်ကနေပဲဝင်ပြီးတော့ချီပါမယ်ချီလိုက်မယ်ပြီးရင်ဒီမှာဟိုဘက်တစ်စားဒီဘက်တစ်စားဒီလိုပုံစံလေးရရပါတော့ဒီလိုပုံစံလေးရရပြီးရင်ဒီဘက်အစရောဒီဘက်တစ်စားရောကင်ပြီးတော့ဆွဲလိုက်မယ်ဒီမှာဆွဲလိုက်လို့ရှိရင်ဒီမှာအလဲမှာသူကထုံးလေးဖြစ်သွားတယ်ပြီးရင်ဒီနှစ်ခုကတ်နေအောင်လို့လက်လေးနဲ့တခြားပြန်စီပေးလိုက်ပါပြီးရင်အရင်ကနေတာကတ်ဖြတ်လိုက်နော်အရင်ကနေတာဖြတ်လိုက်ပါဒါဆိုလို့ရှိရင်ကြိတ်တော့ဆွဲမပြတ်တော့ဘူးเนาะဒီလိုချီဆက်နီးလေးအတိုင်းဆက်လို့ရပါတယ်ဒါကချီဆက်နီးအလွယ်ဆုံးနဲ့အခိုင်ဆုံးပေါ့เนาะကြိတ်တော့တူလေးဖြဲသူကပြတ်မထွက်တော့ဘူးပေါ့เนาะဇူရိုပုံမှန်ဆိုလို့ရှိရင်ချီနှစ်ခုကိုလိုကင်ပြီးတော့ဒီလိုထုံးလိုက်တယ်ပေါ့เนาะဒီလိုထုံးလိုက်တယ်ဒီလိုထုံးလိုက်တာကဒီလိုထိုင်းအိတ်ထိုးချီတွေမှာကျတော့တိတ်ပြုတ်မလွယ်ပေမဲ့မစ်ကော်တွန်တို့ဘာတို့အဲ့လိုမျိုးနည်းနည်းနိုင်လွန်ပါတဲ့ချီလေးတွေဆိုလို့ရှိရင်ဆွဲလိုက်တာနဲ့ခုနကလိုထုံးတာကျတော့ပြက်ပြီးတော့ထွက်တတ်တယ်ပေါ့နော်ဒီလိုဆက်နီးလေးကကျတော့လုံးဝမကိုပြုတ်မထွက်ပါဘူးအားလုံးပဲဆင်ပြေကြပါစေနားမလည်ရင်ဗီဒီယိုလေးကိုနှစ်ခါပြန်ကြည့်ပေးပါနော်